ကွတ်တီယိုဟမ်လို့ခေါ်တဲ့ Thai style ကွတ်တီယိုလောက်စားကြမယ်ဒါလေးတွေကတော့ကွတ်တီယိုရဲ့ထဲမှာပေါင်ပစ္စည်းလေးတွေပါကွတ်တီယို sauce ကတော့တသက်ဆက်ပြမယ်နော်အရင်ဆုံးချက်သားပြုတ်ရည်အရင်တည်ပါတယ်ကွတ်တီယို sauce လုပ်ဖို့အတွက်ပဲငန့်ပြားကြီးအနောက်တစ်စွန်းထည့်ပါမယ်ငန့်ပြားကြီးအကြီးနှစ်စွန်းထည့်ပါတယ် sodium short ထားတဲ့အမျိုးအစားမလို့နှစ်စွန်းထည့်တာဖြစ်ပြီးတော့ရိုးရိုးဆိုလို့ရှိရင်တစ်စွန်းပဲထည့်ပါရှင်ခရူးစီကိုလည်းတစ်စွန်းထည့်ပါတယ်ဒါပြီးရင်လေဗန်ဒီကာနှစ်စွန်းထည့်ပါတယ်ချင်တာလေးကြိုက်တယ်ဆိုရင်တော့ပို့ထည့်နိုင်ပါတယ်ရှင်အငန်အတွက်ကိုတော့ငန်းငပြားရည်လေးတင်းထည့်သုံးပါတယ်ငရုတ်စီလေးထည့်ပါမယ်ငရုတ်စီကိုတော့နှစ်စွန်းထည့်ပါတယ်ချိုရတာအတွက်ကျွန်မကစတီဗီယာတစ်စွန်းထည့်ထားပါတယ်ခိုင်းနေရတော့တခြားခဲတို့ထညက်တို့ထည့်သုံးပါတယ်နောက်ဆုံးမှာငရုတ်သီးမုန့်နှစ်စွန်းထည့်ပါတယ်ဟင်းရည်တည်ထားတာပွက်လာပြီဆိုရင်မုံလာဥလေးလှီးထားထည့်ပြီးတော့ရတာကိုတော့ဆုပ်ခဲလေးထည့်ပြီးငရုတ်ကောင်းဖြူပြင်ရပါပြီတစ်ဖက်မှာရင်သွေးဆူလာပြီဆိုလို့ရှိရင်ကွတ်တီယိုဖက်ကလေးပြုတ်ပါမယ်သူကအကြာကြီးပြုတ်ဆရာမလို့ပဲ2မိနစ်လောက်ဆိုရင်ရပါပြီကွတ်တီယိုဖက်တွေမကအောင်လို့ခောက်ဆွဲတွေကိုဆဲပြီးချင်းမှာကျက်သွန်ဖြူစီချက်ရည်လေးနဲ့နေထားမှာပါကျမကစီမပါခြင်းတဲ့အတွက်ကြောင့်မလို့စီချက်နဲ့နေထားတဲ့ခန်းလေးတော့မပါဘူးပေါ့နော်ပြီးရင်အသားတွေကိုတစ်ခုချင်းထည့်ပြုတ်ပါမယ်ကဲဒါဆိုရင်ကွတ်တီယိုစားတုပ်လို့ရပါပြီကျမလုပ်ထားတဲ့ sauce ရဲ့ပမာဏချိုးစားတွေကအနည်းဆုံးကွတ်တီယို2ပွဲ3ပွဲစားတော့ရပါတယ်အဲဒါကြောင့်ကွတ်တီယိုခောက်ဆွဲဖက်ရဲ့အနည်းများပုံမူတည်ပြီးတော့ sauce ကိုလိုအပ်လို့ချိန်ပြီးထည့်လို့ရပါတယ်ကဲဒါဆိုစားဖို့ပြင်ပါတော့မယ်တို့ထိုင်းကွတ်တီယိုတွေမှာကစုံရက်ကလေးကိုပြုတ်ပြီးတော့ထည့်စားရလည်းရှိပါတယ်ကျမကရွက်စိမ်းမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်မှာဖြူးစားရတဲ့ရှက်နက်နန်ကစုံရက်ကောမကြိုက်လို့မပါပါဘူးရှင်ရွက်ကြိုက်တဲ့သူတွေကတော့ထည့်စားလို့ရပါတယ်ရှင်ကျမကကွတ်တီယိုတုပ်ကိုလေးစိုက်မှာစားတဲ့ခါကြလို့ရှိရင်စားပြီးတဲ့ခါမှာအီလေလေကြီးနဲ့မူးနှောက်ကြီးဖြစ်တယ်လို့ခံစားလို့တိတ်ပြီးတော့မစားဖြစ်ပါဘူးအဲဒါကြောင့်ကွတ်တီယိုတုပ်ကိုဆိုလို့ရှိရင်သူတို့စီကနီးလေးတိုင်းပဲကွက်ကိုအချိုငန်းလျှော့ပြီးတော့အိမ်မှာလောက်စားလေးကို sharing လုပ်ပေးရဖြစ်ပါတယ် So thanks for watching နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်တတာ